Hello အားလုံးပဲမင်္ဂလာပါခင်ဗျာ Green Hack ကနေပညာသင်တန်းကျောင်းကနေပြီးတော့ကြိုဆိုလိုက်ပါတယ်အဲ့တော့ဒီသင်ခန်းစာမှာကျွန်တော်တို့ Python ရဲ့ operator တွေအကြောင်းထပ်ဆက်လက်ပြီးတော့သင်ကြားသွားမှာဖြစ်ပါတယ်အဲ့တော့အရင်သင်ခန်းစာတွေမှာဆိုလို့ရှိရင်ကျွန်တော် arithmetic operator တွေ relational operator တွေအကြောင်းပြောခဲ့ပြီးပြီအဲ့တော့ arithmetic operator ဆိုတာဘာလဲဆိုတော့ပေါင်းတာနှုတ်တာမြောက်တာစားတာပြီးလို့ရှိရင် modular တို့ remainder တို့ဒီကောင်တွေပေါ့ဒါ floor division တို့ဒါဆိုလို့ရှိရင်ဒါ arithmetic operator တွေဟိုရှေ့ပိုင်းသင်ခန်းစာတွေမှာသင်ကြားခဲ့ပြီးပြီဟုတ်ပြီ relational operator ဆိုလို့ရှိရင်လည်းကျွန်တော်တို့ဟိုgain တွေရေးတဲ့သင်ခန်းစာမှာဥပမာ logic gain ရေးတဲ့သင်ခန်းစာမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီ relational operator တွေကိုကောင်းကောင်းသုံးခဲ့တယ်ဥပမာကြီးလဲကြီးမယ်ညီလဲညီမယ်ပေါ့ဒါ relational operator တွေဟုတ်ပြီเนาะအဲ့တော့ကျွန်တော်မတင်ရသေးတဲ့ကောင်တွေကဘာလဲဆိုတော့ logical operator တွေ pairwise operator တွေပြီးရင် assignment ပေါ့ဒါ assignment ကတော့သင်ပြီးပြီ assignment assign လုပ်တဲ့ကောင် special operator ပြီးလို့ရှိရင်identity operator membership operator ဒီကောင်တွေတော့မတင်ရသေးဘူးဟုတ်ပြီเนาะအဲ့တော့ကျွန်တော်ဒီမတင်ရသေးတဲ့ဒီ logical operator နဲ့ pairwise operator ကြောင့်ဒီသင်ခန်းစာမှာကျွန်တော်ပြီးသလောက်ရှင်းပြီးတော့မှာဖြစ်ပါတယ်ဟုတ်ပြီเนาะအဲ့တော့ logical operator အဲ့တော့ logical operator ဆိုလို့ရှိရင် Python မှာ၃မျိုးရှိပါတယ်အဲ့တော့ဒီ logical operator တွေကိုတခြား programming တွေမှာဆိုလို့ရှိရင်ဒီ sample လေးတွေနဲ့ဖော်ပြရတယ်အဲ့တော့ကျွန်တော်ဒီသင်ခန်းစာဒီ lesson 70ပေါ့ lesson 70ဒီကောင်က LOGI ဆရာ logical and PID ပေါ့ logical and bit လို့ရေးလိုက်မယ်ဒီကောင်ဒီ Python ဖြစ်ရမယ် .py ပေါ့ဟုတ်ပြီနော်အဲ့တော့တခြားသော programming တွေမှာဆိုလို့ရှိရင် logical operator တွေကိုသူက symbol နဲ့ဖော်ပြတယ်ဥပမာ AND logical operator ဆိုလို့ရှိရင်ဒီလိုမျိုးလာတယ် OR logical operator ဆိုလို့ရှိရင်ဒီလိုမျိုးပေါ့ဒီတစ်ချောင်းနဲ့လိလာတယ်ဒါဆိုလို့ရှိရင် OR logical operator တကယ်လို့ not ဆိုလို့ရှိရင်တော့ဒီလိုပုံစံမျိုးလေးနဲ့ရေးတယ်ဟုတ်ပြီနော်ဒါတခြားသော programming တွေရေးတဲ့ style အဲ့တော့ Python မှာဆိုလို့ရှိရင် am ဆိုလို့ရှိရင်တော့သူက am လိုပဲရေးတယ်ပြီးလို့ရှိရင် or ဆိုလို့ရှိရင်လည်း or လိုပဲရေးတယ် not ဆိုလို့ရှိရင်လည်းသူက not လိုပဲရေးတယ်ဟုတ်ပြီနော်အဲ့တော့ကျွန်တော်ဒီသင်ခန်းစာအနည်းချုပ်လိုက်မယ်ဆိုလို့ရှိရင် logical operator ၃မျိုးရှိတယ်အခြားသော programming တွေမှာဆိုလို့ရှိရင်တော့ symbol နဲ့ဖော်ပြတဲ့ am ပေါ့ဒါ am logical operator or ဆိုလို့ရှိရင်ဒီလိုမျိုး or နဲ့ရေးတယ်not ဆိုလို့ရှိရင်ကြတော့ဒီလိုမျိုးပေါ့ဒီ exclamation mark လေးဒီကောင်လေးဟုတ်ပြီနော်တခြားသော programming တွေမှာဆိုလို့ရှိရင်တော့ဒီ share symbol နဲ့ဖော်ပြတယ်သို့တော့ Python မှာဆိုလို့ရှိရင်တော့ဒီလိုမျိုးစာသားနဲ့ပဲရေးတယ်ဟုတ်ပြီနော်ဟုတ်ပြီအဲ့တော့ကျွန်တော် sample program လေးတစ်ပုဒ်လောက်စပြီးရေးမယ်ဆိုတော့ဒီကောင်လေးနဲ့ကြီးလိုက်မယ် okay ဒီလောက်ဆိုတော့မြင်ရမယ်လို့ထင်ပါတယ်အဲ့တော့ a equal to 10ပေါ့ပြီးလို့ရှိရင် b equal to ဒီမှာ9ပေါ့ဟုတ်ပြီပြီးပြီဆိုလို့ရှိရင် c equal to 73ပေါ့ဟုတ်ပြီเนาะဒါကျွန်တော် variable 3ခုရေးလိုက်တယ်အဲ့တော့ဒီမှာကျွန်တော်စ if တကယ်လို့ a ကကြီးမယ်ဘယ်ထက်ကြီးမလဲ b ထက်ကြီးမယ်ပြီးလို့ရှိရင် m ပြီးလို့ရှိရင် c ဒီကြီးမယ် a ထက်ကြီးခဲ့မယ်ဆိုလို့ရှိရင်ဘာလို့လုပ်ပေးမလဲဆိုတော့ဒီမှာprint ပေါ့ print ဆိုပြီးတော့စာသားတစ်ကြောင်းထုတ်ပေးလိုက်မယ် both both co and did both quotation are true true ပေါ့ဒီ quotation နှစ်ခုလုံးမှန်တယ်ဆိုတဲ့အကြောင်းအဲ့တော့ a ဒီ b ထက်ကြီးတယ်ဆိုတော့မှန်တယ် a က10 b က9ပေါ့ဒါဆိုလို့ရှိရင်ဒီကောင်လဲကျွန်တော်ဒီမှာဒီ quotation ကလည်းမှန်တယ်အဲ့တော့နောက် quotation တစ်ခုကြည့်အောင် c ဒီ a ထက်ကြီးမယ်ဆို c က73c က73 a က10ဆိုတော့ဒီ quotation လည်းမှန်တယ်ဟုတ်ပြီနော်အဲ့ဒီ quotation နှစ်ခုလုံးသာမှန်ခဲ့မယ်ဆိုလို့ရှိရင်ဟုတ်ပြီနော်ဟိုဘက်ကောဒီဘက်ကောနှစ်ခုလုံးမှန်ပါနော်ဒီဘက်ကလည်းမှန်ပါဒီဘက်ကလည်းမှန်ပါဒီအောက်ကကောင်ပို့ပေးမှာဒီအောက်ကကောင်စာသားကိုထုတ်ပေးမှာအဲ့ဒါဒီ logical and ရဲ့ operator ဟုတ်ပြီနော် logi ဆရာ logical amd ပါ logical and operator ပေါ့ဟုတ်ပြီနော်အဲကျွန်တော် comment လေးမှန်ခဲ့လိုက်မယ်တကယ်လို့အဲ့လိုမှမဟုတ်ဘူးဆိုလို့ရှိရင်တော့ enls ပေါ့one quotation or both are false ပေါ့အဲ့လိုမျိုးလေးရေးလိုက်မယ်အဲ့တော့ကျွန်တော် control s နှိပ်မယ်ကျွန်တော် program လေး run ကြည့်အောင်ဒီကောင်ဒီ Python ဒီကောင်က lesson 70ပေါ့70လို့ရေးမယ်တစ်ချက်နှိပ်လိုက်မယ် run ကြည့်လိုက်မယ် okay ဒါဆိုလို့ရှိရင်ဒီမှာ both quotation are true ဆိုတဲ့ကောင်ပြန်ပြီးတော့ပေးတယ်အဲ့တော့ကျွန်တော်တခုခုအမှားအောင်ရေးကြည့်လိုက်အောင်အဲ့တော့ CO ကျွန်တော်ဒီမှာ10ပေါ့ဟုတ်ပြီနော်အဲ့တော့ C ဒီ A ထက်ကြီးတယ်လို့ဒီမှာပြောတာတကယ်ကျွန်တော် C ဒီ10 A ဒီ10ဆိုတော့ဒီကောင်လေးနှစ်ခုကအတူတူပဲဒါဆို decodation ကမှားမှာအဲ့တော့ decodation မှားမှာဆိုလို့ရှိရင်တေချာပေါက်ဒီအောက်ကကောင်ထွက်လာပြီလိမ့်မယ်အဲ့တော့ကျွန်တော် program ပြန်ပြီး run ကြည့်အောင်
okay ဒီမှာဒါဆိုလို့ရှိရင် one condition or both are false ပေါ့သူတို့နှစ်ခုတည်းကတစ်ခုမှားနေမယ်သို့မဟုတ်နှစ်ခုလုံးမှားနေမယ်ဟုတ်ပြီနောက်ထပ်တစ်ခုအနေနဲ့ကျွန်တော်တို့ or logical operator ပေါ့အဲ့တော့ or logical operator ဒီ answer မှာကျွန်တော်တို့ or လို့ထည့်ပေးလိုက်မယ်ဟုတ်ပြီနော်အဲ့တော့ control s လေးနှိပ်လိုက်မယ်အဲ့တော့ of ဒီ debug condition တစ်ခုသို့မဟုတ် debug condition တစ်ခုနှစ်ခုတည်းကတစ်ခုမှန်ရင်အလုပ်လုပ်ပြီတစ်ခုမှန်အလုပ်လုပ်ပြီသို့တော့နှစ်ခုလုံးမှားနေเนาะဒီအောက်ကကောင်အလုပ်လုပ်မယ်တစ်ခုမှန်နေဆိုလို့ရှင်เนาะဒီ if ထဲကောင်အလုပ်လုပ်မယ်နှစ်ခုလုံးမှားနေဆိုလို့ရှင်เนาะဒီကောင်အလုပ်လုပ်ပေးလိမ့်မယ်ဟုတ်ပြီเนาะအဲ့တော့ဒီနေရာမှာကျတော့ကျွန်တော်တို့ဘာဖြစ်တင်လဲဆိုတော့ both are false ပေါ့ဒီနှစ်ခုလုံးကမှားနေတယ်both condition are true မမြင်ရတော့ဘူးboth or one CONDID one condition are true ပေါ့အဲ့တော့ control s နှိပ်မယ်ကျွန်တော်ကုတ်လေးပြန်ပြီး run ကြည့်ကြအောင်အဲ့တော့ both or one condition are true ဟုတ်ပြီเนาะဒီတည်းကနှစ်ခုတည်းတစ်ခုမှန်မယ်ဆိုတော့ A ဒီ B ထက်ကြီးတယ်A ဒီ B ထက်ကြီးတယ်ဆိုတော့ဒီ condition ကမှန်တယ်C ဒီ A ထက် C ဒီ A ထက်ကြီးတယ်ဆိုတော့ဒီ condition ကမှားတယ်ဟုတ်ပြီအဲ့တော့ကျွန်တော်နှစ်ခုလုံးမှားအောင်ရေးပေးလိုက်မယ်အဲ့တော့ဒီကောင်ကိုကျွန်တော်ပြောင်းပြန်လှည့်ပေးလိုက်ဟုတ်ပြီเนาะ A ဒီ B ထက်ငယ်မယ်ဆိုတော့ကျွန်တော်မှားတဲ့ကောင်ရေးကြည့်လိုက်မယ်အဲ့တော့ဒီကောင်ကို logical or ပေါ့အဲ့တော့ control s နှိပ်မယ်ကျွန်တော်ကုတ်လေး run ကြည့်လိုက်မယ်okay ဒါဆိုလို့ရှိရင်ဒီမှာ both are false ပေါ့ဟုတ်ပြီเนาะနှစ်ခုလုံးမှားနေခဲ့တယ်ဆိုလို့ရှိရင်เนาะဒီအောက်က apps တွေကိုသွားမယ် okay เนาะအဲ့တော့နောက်ဆုံးတစ်ခုအနေနဲ့ကျွန်တော်တို့ not logical operator ပေါ့အဲ့တော့ not အကြောင်းပြောမယ် not အကြောင်းပြောမယ်ဆိုတော့ဒီလိုမျိုးပါအဲ့တော့ not logical operator ဒီဥပမာထားပါတော့ not true ပေါ့true true ပေါ့ not true ဒါဆိုလို့ရှိရင်ဘာနဲ့တူလဲဆိုတော့ false false ပေါ့ not true မမှန်ဘူးဆိုလို့ရှိရင်သိကြတယ်မှားနေရပေါ့အဲ့လိုပုံစံမျိုးတကယ်လို့ဒီမှာကျွန်တော်တို့not false not false equal to ဒါဆိုလို့ရှိရင်တော့ true ပေါ့ true ပေါ့ဟုတ်ပြီနော် not false မမှားဘူးဆိုလို့ရှိရင် true ဖြစ်မယ်ပေါ့ okay အဲ့တော့ကျွန်တော်ဒီကောင်လေးကိုရေးလိုက်မယ်အဲ့တော့ရေးမယ်ဆိုတော့ကျွန်တော်ဒီမှာ h ဆိုတဲ့ variable တစ်ခုကြေညာမယ်သူ့ကိုကျွန်တော်တို့ true လို့ရေးလိုက်မယ်ဟုတ်ပြီနော်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်ဒီမှာ print ပေါ့print ထုတ်လိုက်မယ် not h is ဆိုပြီးတော့ကျွန်တော်ဒီမှာနောက်ကနေပြီးကျွန်တော်ဒီမှာ not ဆိုတဲ့ဒီမှာ keyword လာပြီးရေးမယ်ကျွန်တော်အခု not operator ပေါ့ h ပေါ့အဲ့တော့ဒီမှာကျွန်တော် output အနေနဲ့စဉ်းစားကြည့်အောင် control s နှိပ်ပြီးတော့အဲ့တော့ကျွန်တော်ဒီမှာ not h ပေါ့ not h ဆိုတော့ h ဒီ true ဖြစ်တယ်ဟုတ်ပြီနော်အဲ့တော့ not true ဆိုတော့ဒါဆိုလို့ရှိရင် false ပေါ့ okay အဲ့တော့ကျွန်တော် program run ကြည့်အောင် run ကြည့်မယ်ဆိုတော့ကျွန်တော်ဒီမှာpy-on python ပြီးလို့ရှိရင်70 tab chat okay ဒါဆိုလို့ရှိရင် not h is false ပေါ့ဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့ဒီမှာ h ကိုy ပေါ့ y equal to tfalse false ဆိုပြီးပေးကြည့်လိုက်မယ် print print ဆိုပြီးလာမယ်အဲ့တော့ဒီကောင်ကျွန်တော်ဘယ်လိုရေးမလဲဆိုတော့ not h not y is comma ဒီမှာ not လို့ရေးမယ် y လို့ရေးမယ်အဲ့တော့ကျွန်တော်စဉ်းစားကြည့်အောင် not y ဒီ false ဖြစ်တယ် not false ပေါ့မမှားဘူးဆိုလို့ရှိရင်မှန်မယ်ပေါ့အဲ့တော့အပေါ်ကောင်ဒီ false ထွက်ပြီးတော့အောက်ကကောင်ဒီ true ထွက်မယ်ပေါ့အဲ့တော့ run ကြည့်အောင် okay ဒီမှာအပေါ်ကောင်ဒီ false ထွက်တယ်အောက်ကကောင်ဒီ true ထွက်တယ်ဟုတ်ပြီနော်အဲ့တော့ Python မှာဆိုလို့ရှိရင်ကျွန်တော်အနည်းချုပ်အနေနဲ့ logical operator 3မျိုးရှိတယ်တခြား programming တွေမှာဆိုလို့ရှိရင်တော့ logical operator တွေကို key y နဲ့သူ symbol နဲ့ဖော်ပြရတယ်ဥပမာ and or ဒီမှာ not ဆိုလို့ရှိရင်ဒီလိုမျိုးသွားတယ်ဟုတ်ပြီနော်အဲ့တော့ Python မှာကျတော့ keyword တွေနဲ့သွားတယ် am ဆိုလို့ရှိရင် amd and ပေါ့ not ဆိုလို့ရှိရင်လည်း not ပဲor ဆိုလို့ရှိရင်လည်း or ပဲ not ဆိုလို့ရှိရင်လည်း not ပဲဒီလိုပုံစံမျိုးနဲ့သွားတယ်ဟုတ်ပြီအဲ့တော့ကျွန်တော်နောက်သင်ခန်းစာမှာကျွန်တော်ဘယ်အကြောင်းသင်ပြပေးမလဲဆိုတော့ pairwise operator အကြောင်းရှင်းပြပေးသွားမယ် pairwise operator ကျွန်တော်6ခုရှိတယ်6ခုလုံးဒီအနေငယ်ကြာမှာဖြစ်တဲ့အတွက်ကျွန်တော်နောက်သင်ခန်းစာမှာကြာမှာပြောတော့မှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးများတင်ပါတယ်ခင်ဗျာတကယ်လို့ဒီသင်ခန်းစာနဲ့ပတ်သက်ပြီးတော့နားမလည်ဘူးမရှင်းဘူးသို့မဟုတ် error တစ်စုံတရာတက်နေကြတယ်ဆိုလို့ရှိရင်အခုသင်ခန်းစာဗီဒီယိုရဲ့ comment မှာမေးလို့ရပါတယ်အားလုံးကိုကျေးဇူးများတင်ပါတယ်